ကဲဒီနေ့တော့ရှင်းမျက်နှာခောက်ချိုစာအုပ်စာဖောင်စီပုံလေးကိုပြောပြပေးသွားပါမယ် PDF ဖိုင်တစ်ခုနဲ့နမူနာလွတ်ပြပေးတော့ပါမယ် ကိုလုံးမဲ့စာမျက်နှာဟာဖောင်စီဖို့အတွက်လည်းကိုင်းမကိုင်းရင်ကြည့်ပါမယ်စာမျက်နှာမကိုက်ဘူးဆိုရင်စာမျက်နှာထပ်တော့ပါမယ်ပြီးရင်စာမျက်နှာ size ကိုချိန်ပါမယ်ပိုးစင်ကိုအသုံးပြုပြီးတော့စာအုပ်ဖောင်စီပါမယ်ဗီဒီယိုအစမှာတော့ကခုတ်ပြထားတဲ့စာမျက်နှာ form အတိုင်းဒီနေရာမှာဖြည့်ပါမယ်ပြီးရင် end up pages နဲ့စာမျက်နှာတွေကိုပေါင်းပါနိုင်ကဲဒါဆိုရင်ပုံနှိပ်လို့ဖို့တာစာဖောင်စီပြီးသားရသွားပါပြီနော်